ကုန်းလက်ပရောဓာတ်ကြောင်းမှာအထက်ပမာပြည်အဖွဲ့ထဲမှာပါဝင်တဲ့တပည့်တွေအဲဒီလိုညီညာတော့ပြောလို့ဘလူနဲ့ကြီးတရားမှန်မှန်ပါဗျာအားပေးရတယ်မှန်ပါဗျာဘာကြီးရတာအကုန်ကြီးရတာပေါ့ရုံးနဲ့တရားမထန်နေပုသိမ်ကကွက်တယ်ကကွက်သွားမှန်ပါဗျာခိုင်တော့ကွက်တော့နေတယ်မှန်ပါဗျာဘယ်တော့ကွက်တာများတယ်မှန်ပါဗျာနေတာနဲ့များတော့လူကတပည့်တို့လာတော့ရောက်တယ်မို့ရောက်ပါဗျာပြီးတော့ရောက်တော့ဒါရောက်လို့ချင်းပါရမီတော့မတွန်းနိုင်ဘူးတွန်းနိုင်ပါဗျာကိုထိုင်းတော့ပါရမီကလာဆွဲခေါ်မလားခေါ်ပါပါဗျာဟုတ်ဘူးလားဟုတ်ပါဗျာအဲ့ဒါကြောင့်ကြည့်အောင်လို့သူတို့ကဒီကောက်ကဝင်နေရှင်ရမှန်ပါဗျာဒါနတော်တဲ့ကြောင့်မှုဆိုတော့တောင်းတော်လေးရောက်ပြီးတော့လူတွေခံစားမှာမအောင်ဘူးလေမှန်ပါဗျာဘာလို့မခံစားရလဲသူတို့နားမလည်းမထောင်ထားဘူးထောင်နိုင်ဘူးဗျာသူတို့မှမွေပါနိုင်ဘူးမပါနိုင်ဘူးဗျာသူတို့ကိစ္စတမျိုးဟုတ်ပါဘူးသူတို့ကိစ္စတမျိုးဒီလိုပါလေသာနာရေးကိုအားပြုထားမှန်ပါဗျာသာနာနဲ့သာနာနဲ့တွေ့ဖို့ဘယ်လိုပြောပြီးတော့ဘယ်လိုဆိုတော့ဘယ်လိုရအောင်ပြောအောင်မလဲဆိုတော့မေတ္တာတတော်နာတော့စိတ်ရှင်းကိုပေါ်ချမ်းပါပါဗျာတရားလိုက်တဲ့ခါလောဘမကြီးကြနဲ့ဟုတ်ပါဗျာမကြီးနေဆိုရင်ဥဒုစင်ဆိုတာဘေကွက်တစ်ခွက်တွေ့ရင်အင်းလောဘကြီးမှန်ပါဗျာလောဘကြီးတော့တရားတွေ့တယ်တရားတွေ့တော့ဘလူထားတယ်ကိုယ်လည်းခံကိုယ်လည်းခံပါဗျာအဲဒီတော့ကိုယ်မနဲ့နာပြီနဲ့အချို့ကမသိတော့ဘယ်နဲ့ဆိုတော့ရုပ်ကိုညှင်းသေးတယ်ရုပ်ညှင်းနေတာမဟုတ်ဘူးသူတရားနဲ့သူဆွဲရတာမှန်ပါဗျာသောဘာလည်းမဟုတ်ဘူးမှန်ပါဗျာအဲဆိုသူနေတဲ့အခါကျတော့တပည့်တို့လိုရာခီးကိုရောက်လို့တောင်းလို့ဇာတော်ကလောကကြီးနဲ့လောကုတ္တနဲ့တွဲပြီးရတယ်ပရိယပရိကပရိဝေဒမှန်ပါဗျာဟောကိုယ်ကိုဆိုင်သွားတာမှန်ပါဗျာကိုယ်ကိုဆိုင်သွားလို့ရင်ကိုယ်ကိုသိတာဒီတော့မှဒီတော့ဆိုင်ပေါ်မလီပါဒီပါကိစ္စဘယမုဒ္ဒပရမပရမစေတတ်နေတာဒီကြမှာထဲရမှန်ပါဗျာဘုရားသမဏေနဲ့ဟောပြီးပရမစေတတ်နေဒီပြီးတော့ပုဂ္ဂိုလ်တော်ရောအကြောင်းမျိုးမရှိပါဘူးဆိုပြီးတော့ဆိုသူကပြင်တာနာနဲ့တော့ဘာကြီးကောင်းလဲဟောလို့တရားဖြစ်မဖြစ်ဘူးဗျာဘုရုဇင်ကဥမာတော်ကောဆိုတာတရားကိုခြေဆိုင်ပြီးဟောကတော့ကောင်းကတ္တဗကောဓမဒီကြားထဲမှာရောဒီကဘုန်းနဲ့ဘုရားတွေရှိတယ်ဗျာဒီဘုရားတွေကတော့ဒီလိုအိမ်တော်ကြီးရဲ့သာနာမကြီးတော့ဘုရားကြီးမှန်ပါဒီလိုလည်းပြောမှာမဟုတ်လားမှန်ပါဗျာသူကသူခေါ်ရမဟုတ်လားမှန်ပါဗျာသာမဏေတိသူကသူပြင်တော့တော့ကြပဲမှန်ပါဗျာသူကပဲတတ်တောင်ပဲတတ်နေဘူးဟောတဲ့ပုဂ္ဂိုလ်တည်းရချပြီးတော့ဘာလို့လဲရမလဲဒီလိုကောင်လို့ဆိုဒီလိုကောင်ကြောင့်ရှာဒီအားလုံးကိုရတာကြားလားမှန်ပါဗျာဒီလိုကသာရဏဓာတိတော်အမှုတော်လူလို့ဘုရားကြီးလျှောက်တဲ့အခါကျတော့ရှင်ကျူပဇင်ခံကိုမာသာသမီရှိရင်ဒီများဒီမှာသာသမီတောင်းကောင်းတော့သူကြည့်ရကြမှန်ပါဗျာတရားတယောက်မလွယ်ဘူးမလွယ်ပါဘူးဗျာဘုရားရာရင်းကြတော့အကုန်လုံးလို့မှန်ပါဗျာဆရာတော်ကြီးကမျက်နှာကြည့်ရင်မလားဘယ်ပါဘူးဗျာဟောအောင်ကိုယ်တိုင်က10ပြား5ပြားနဲ့ရှိတယ်အကုန်လုံးသာသနာဓာတ်ရအောင်ရမယ်တော့တော့လို့မှန်ပါဗျာအဲဒီတော့သာသနာတွင်လာမှာသတိရထွန်းမှာကြောက်ပြီးတော့ဆရာတော်ကြီးတို့ကြီးနဲ့သာသနာပြုပုဂ္ဂိုလ်ဖြစ်အောင်လုပ်ကြတယ်လို့ပြီးတော့သာသနာအခွင့်ပေါ်လာတော့အားလိုက်လိုက်လို့အောင်ဆရာတော်ကညီးပြီးတော့ကြားလာဟောရောက်ကြရှိကြပြီလေငါလျှောက်ကြရှိသေးတယ်အားပြီးလာကြားလာအားမလျှောက်နဲ့ဘုရားလူကောင်းတော့တဲ့လူကအကျိုးမြတ်သူပြီးရကြားလာအဲဒီတော့သူလည်းသူအားရမခံအားတဲ့သူရောလူပြီးတော့တရားဥဒ္ဒလုပ်တယ်တရားတော်ဒါပဲပြောမကြလားမှန်ပါဗျာဒီကြတရားအောင်လို့ရှိရင်ဝိဇ္ဇာဘောနဲ့ဒီလိုကြည့်ရတယ်မှန်ပါဗျာသူတန်ညာပြီးတော့ဘုရားကြောင့်ပြောရတယ်မဟုတ်လားမှန်ပါဗျာဟုတ်လို့တော့ကြမလို့ရင်လို့မနေရလူရင်လို့လည်းမရလေကြားလားမှန်ပါဗျာအဲ့ဒါကိုကြည့်နေအဲ့ဒါကြောင့်မျိုးဒီကြီးတို့ဆရာတော်ကသက္ခာသက္ကမှာပြီးတော့ပြေးလိုက်တာဒီကြီးတို့ကိုဖောက်တယ်ချပေးလိုက်တာဒီကြီးတို့ကလေးကခေါ်လိုက်လို့ရှိရင်ဒီနေ့ဆရာတော်တို့အဘုဇ္ဇသူလုံးစုံသောတတ်တော်များတို့ပေါ်လေပရိသဝပြလာလူတွေဝိဟာရဏနေတိုင်းကိုစိတ်နဲ့ကြည်သောဟာသောက်ပြီးပါ၏အဲ့ဒီစိတ်ကလေးကကြီးကြီးနဲ့ဆိုရင်ဘုဘကိုမွေးမှုလိုက်အဲ့ဒီလေးချော့ပြီးဆွဲလာပါကြားလားအဲ့တော့ဆရာတော်မာကြတိတိုက်တို့နေရာလေးကတို့မျိုးလေးကတို့တော်ရွာလေးကရွာကြီးရလေးတော့မပေါသားလားသာဝကညိုင်းကြွမယ်ဆိုလူတရားရှိတဲ့50ပြည့်မယ်ကြွတယ်
လူတစ်ထောင်ရှိလို့90မကြွသေးပါမကြွသေးဘူးရဲတော်လည်းရအောင်ဖောတာဟုတ်ဘယ်လိုရသာနာဥပေါ်ရဲဆိုတာအလုံးလူကြီးကြားလိုက်အဲကြားတဲ့အခါသူတို့လည်းပဲသူကြားတော့ဘုရားကြီးမာရတဲ့ကိုကျိုးစားမယ်ဆိုလို့ရှိရဲ့ရဲတာများတာမဟုတ်ဘူးတပည့်တို့အဲ့ဒီတော့မှထိတ်ကတည်ပြီးတော့ဆရာတော်တို့ကမြောက်ပြီးတော့ကြားလာအလုံးကြည့်လိုက်ကြလားကြည့်ပါပါလူကြည့်နတ်နဲ့ဖြစ်အောင်ဆရာတော်ကပြလာပြီးတော့တပည့်ကိုအလုံးနှုတ်ဆက်ပြီးတော့ကြားလာအဲဒီတော့သိချမ်းသာလို့ကိုချမ်းသာလို့ကိုယ်စိတ်နှလုံးချမ်းသာမှစိတ်မချမ်းသာလို့ရှိရင်တပည့်တို့ရွှေအင်းကြီးနဲ့နေရလို့သိကြမှာနှိမ့်ဆိုင်ကြလားနှိမ့်ဆိုင်ဘူးနော်တဲအောင်ပုတ်လေးနဲ့နေရတယ်စိတ်ချမ်းသာရမရှိဘူးလားအဲဒီလိုဆရာတော်ကသိလို့ဒီမှာကရဘူးတပည့်တို့တန်ဖို့ပါလေအများကြီးရှိလို့ဆရာတော်ကသတ်တာပြုလိုက်ကြအဲဒီကကြတော့တပည့်တို့ကထူးထူးဆန်းဆန်းနဲ့ဝိဇ္ဇာနဲ့လက်တွဲပြီးတော့တာဃာပြီးတော့အဲ့ဒီကြမှာပေါ့နော်ဒီလိုဘယ်လိုမှမပေါ်ဘူးကြလားအဲ့ဒီကပေါ်တော့မှဒီလိုလည်းလက်ခမောက်ခတ်နေမှာပေါ့ဘုဒ္ဓပြီးတော့လာတဲ့ပုဂ္ဂိုလ်တွေလူကကြီးခါလာများပါတယ်ဆရာတော်ပြီးပါတယ်ဟုတ်လားကျွန်တော်ဝဲဆိုင်သွားလို့ဘာဖြစ်မှလဲဘာရုပ်ရှိမှလဲဘာပြုမှလဲကွာတရားအိမ်လုံးလည်းရတာအရေးတော်သွားလို့လည်းရတာအားရည်အပြောအနာခမတပည့်လို့အောင်တော့ကြားလာအကြိုက်ကြရှိမှကြားလာ